မှန်တဲ့ကိုကြည့်လိုက်တိုင်းငါမှဘာလို့ပတိုင်းမွေးမုတ်စိတ်မွေးမထူတာလဲတငယ်ချင်းတွေကအပြည့်အဝထူထူတဲပေါက်နေတာငါကတော့မညီမညာပဲအဲ့ဒီလိုတွေးပူပါသလားအင်တာနက်မှာတော့ဒီစီလိမ့်ရင်9ရက်နဲ့ပေါက်မယ်ဒီဆေးတောက်ရင်ချက်ချင်းထူလာမယ်ဆိုတဲ့ဗီဒီယိုတွေအများကြီးတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီထဲကအများစုကသိပ္ပံထောက်ထားမခိုင်မာတဲ့အချက်တွေဖြစ်နိုင်ပါတယ်တကယ်တော့မှုတ်စိတ်မွေးပေါက်နှုံးဟာစီတစ်မျိုးလိမ့်လိုက်တာနဲ့ပြောင်းသွားတာမျိုးမဟုတ်ပါဘူးမျိုးရိုးဗီဇဟော်မုန်းအသက်အရွယ်အစားအသောက်နဲ့နေထိုင်မှုပုံစံတွေကပိုအရေးကြီးပါတယ်ဒီဗီဒီယိုမှာတော့သဘာဝအတိုင်းဘာတွေကအမှန်တကယ်အထောက်အကူပြုနိုင်တယ်ဘာတွေကအချိန်ဖြုံးတာပဲဖြစ်တယ်ဆိုတာကိုသိပ္ပံအခြေခံနဲ့ရှင်းပြပေးသွားမှာပါနောက်ဆုံးအပိုင်းမှာတော့လူအများစုလုပ်နေတဲ့အမှားတစ်ခုကိုပြောပြမှာဖြစ်လို့အဆုံးထိကြည့်ဖို့မမေ့ပါနဲ့အခုလိုမျိုးတန်မိုးကြည့်တဲ့မတ်သားဖွယ်ရာဘ ഹു တူတာတွေမို့လို့တိတိကျကျလေးလိုက်ကြည့်ပေးပါနံပါတ်1ဘာကြောင့်မပေါက်တာလဲပထမဆုံးသိထားရမယ့်အချက်ကပတိုင်းမွေးမုတ်စိတ်မွေးထူမထူဆိုတာအများကြီးမျိုးရိုးဗီဇပုံမူတည်ပါတယ်အဖေအဖိုးဦးလေးတွေမှာမုတ်စိတ်မွေးထူတဲ့မျိုးရိုးရှိရင်ကို့မှာလည်းထူနိုင်ခြေပိုများပါတယ်ဒါပေမဲ့မျိုးရိုးတစ်ခုတည်းကြောင့်ပဲအားလုံးဆုံးဖြတ်သွားတာတော့မဟုတ်ပါဘူးကိုယ့်ရဲ့နေထိုင်မှုပုံစံကလည်းအရေးကြီးပါတယ်ပထမအချက်ကတော့အသက်အရွယ်ပါအသက်18နှစ်မှာမထူသေးလို့စိတ်မပူပါနဲ့လူတော်တော်များများကအသက်25နှစ်ကျော်မှတချို့ကတော့30ဝန်းကျင်ရောက်မှပတိုင်းမွေးမုတ်စိတ်မွေးနှုတ်ခမ်းမွေးပိုထူလာတာမျိုးရှိပါတယ်ဒါကြောင့်တငယ်ချင်းကထူနေပြီးငါမထူသေးဘူးဆိုပြီးစိတ်တက်ကြစရာမလိုပါဘူးလူတစ်ယောက်နဲ့တစ်ယောက်ဖွံ့ဖြိုးနှုန်းမတူပါဘူးဒုတိယအချက်အနေနဲ့ testosterone နဲ့ D8 ကြောင့်ပါလူတော်တော်များများက testosterone များရင်ပဲထူမယ်လို့ထင်ကြပါတယ်တကယ်တော့ testosterone တစ်ခုတည်းကြောင့်မဟုတ်ပါဘူး D8 လို့ခေါ်တဲ့ဟော်မုန်းကလည်းအရေးကြီးပါတယ်ဒါပေမဲ့ကိုယ့်ဘာသာဟော်မုန်းဆေးတွေတောက်တာဆေးထိုးတာအရန်အနေများပါတယ်ဆရာဝန်မညွှန်ကြားပဲမလုပ်သင့်ပါဘူးတဘာဝနီလန့်တွေနဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုဂရုစိုက်တာကပိုလုံးကျုံပါတယ်နောက်ဆုံးတတိယအချက်အနေနဲ့ကတော့အေးရေးဝဝအိတ်ချင်းမှာဒီအချက်ကိုလူအများစုလစ်လူရှုကြပါတယ်ညတိုင်း4နာရီ5နာရီလောက်ပဲအိတ်နေပြီဘာလို့နှက်ခမ်းမွေးမုတ်စိတ်မွေးမထူသေးတာလဲလို့မေးနေတတ်ကြပါတယ်အေးရေးမဝရင်ခန္ဓာကိုယ်ရဲ့ဟော်မုန်းလုပ်ငန်းစဉ်တွေကိုထိခိုက်နိုင်ပါတယ်ဒါကြောင့်နေ့တိုင်းအိတ်ချိန်မှန်အောင်ကြိုးစားတာကကျန်းမာရေးအတွက်တောင်ကငွေညင်းပေါက်တွေအတွက်လည်းအကျိုးရှိနိုင်ပါတယ်ဒါကြောင့်အမျိုးသား testosterone အားကောင်းဖို့အတွက်ညအိတ်ချိန်အနည်းဆုံး9နာရီနဲ့10နာရီကြာရှိရပါမယ်နံပါတ်1အစားအသောက်ကမုတ်စိတ်မွေးနဲ့ဘယ်လိုဆက်ဆက်လဲလူတော်တော်များများကနှက်ခမ်းမွေးပတိုင်းမွေးမုတ်စိတ်မွေးထူခြင်းရင်ဘာစီလိမ့်ရမလဲဘာဆေးတောက်ရမလဲဆိုတာကိုပဲစဉ်းစားကြပါတယ်ဒါပေမဲ့ကိုယ်ခန္ဓာကိုယ်ထဲကနေမွေးညင်းတွေကျန်းမာစွာကြီးထွားဖို့ဆိုရင်အတွင်းပိုင်းကအာဟာရလည်းအရေးကြီးပါတယ်အထူးသဖြင့်ပရိုတင်းဓာတ်ကခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အာဟာရတစ်ခုဖြစ်ပါတယ်ကြက်ဥငါအသားပဲအမျိုးမျိုးစတဲ့အစားအစာတွေမှာပရိုတင်းပါဝင်ပါတယ်ဒါအပြင်ဆင့်ဗီတာမင် D တန်တက်စတဲ့အာဟာရဓာတ်တွေကလည်းခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ငန်းစဉ်တွေအတွက်လိုအပ်ပါတယ်ဒါပေမဲ့အစားအစာတစ်မျိုးတည်းစားလိုက်ရုံနဲ့နှက်ခမ်းမွေးပတိုင်းမွေးမုတ်စိတ်မွေးချက်ချင်းထူလာမယ်ဆိုတာမဟုတ်ပါဘူးအရေးကြီးတာကနေ့စဉ်အာဟာရပြည့်ဝတဲ့အစားအသောက်ပုံစံရှိဖို့ပါနောက်တစ်ချက်ကတော့လေ့ကျင့်ခန်းကအထောက်အကူပြုနိုင်သလားလေ့ကျင့်ခန်းလုပ်တာကဓာတ်ရိုက်နှက်ခမ်းမွေးပတိုင်းမွေးမုတ်စိတ်မွေးပေါက်စေတဲ့ဆေးမဟုတ်ပါဘူးဒါပေမဲ့ကိုယ်ခန္ဓာကျန်းမာရေးကောင်းလာစေပြီးတွေးလည်ပတ်မှုကိုယ်ခံအားနဲ့ဟော်မုန်းညှိနှိုင်းမှုတွေကိုအထောက်အကူပြုနိုင်ပါတယ်အထူးသဖြင့်ကိုယ်လေးချိန်ထိန်းခြင်းကြွတ်သားတိဆောက်ခြင်းပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းတွေကကျန်းမာတဲ့နေထိုင်မှုပုံစံတစ်ခုဖြစ်စေပါတယ်ဒါကြောင့်မုတ်စိတ်မွေးအတွက်ပဲမဟုတ်ပဲတစ်ခုလုံးကျန်းမာဖို့အတွက်လေ့ကျင့်ခန်းလုပ်သင့်ပါတယ်နောက်တစ်ချက်ကမျက်နှာကိုမကြာခဏရိပ်ရင်မွေးပိုထူလာတယ်ဆိုတာမှန်လားဒီအယူအဆကိုလူတော်တော်များများယုံကြပါတယ်ရိပ်လေးပိုထူလာလေးဆိုတာမျိုးပါဒါပေမဲ့တကယ်တော့ရိပ်တာကြောင့်မွေးရဲ့အမြင့်ကိုမပြောင်းလဲနိုင်ပါဘူးရိပ်ပြီးပြန်ပေါက်လာတဲ့အခါအစွန်ဖျားကပြတ်သွားလို့ပိုကျန်းတယ်လို့ပိုထူတယ်လို့ခံစားရနိုင်ပါတယ်ဒါပေမဲ့မွေးရည်အတွက်နဲ့အထူကိုတကယ်ပြောင်းလဲပေးတာမဟုတ်ပါဘူးဒါကြောင့်နှက်ခမ်းမွေးပတိုင်းမွေးမုတ်စိတ်မွေးထူခြင်းလို့ရိပ်တာကိုအလွန်အကျွံမလုပ်သင့်ပါဘူးနောက်တစ်ချက်ကတော့မျက်နှာအသားအရည်ကိုဂရုစိုက်ပါမွေးညင်းပေါက်တွေကျန်းမာဖို့မျက်နှာအသားအရည်ကိုတန့်ရှင်းစွာထိန်းသိမ်းဖို့လိုပါတယ်ဖုံမုတ်အစီပိုစက်တွေစုနေတာကအသားအရည်ပြဿနာဖြစ်စေနိုင်ပါတယ်ဒါကြောင့်မျက်နှာကိုတန့်ရှင်းအောင်ထားပါအသားအရည်6လုံးရင် moisturizer အသုံးပြုနိုင်ပါတယ်မျက်နှာကိုကြမ်းကြမ်းတမ်းမပုတ်ပါနဲ့ဒါပေမဲ့ဈေးကြီးတဲ့ပစ္စည်းတိုင်းကနှုတ်ခမ်းမွေးပတိုင်းမွေးမုတ်စိတ်မွေးကိုဓာတ်ရိုက်ပေါက်စေတယ်လို့မဆိုနိုင်ပါဘူးလူအများမှယွင်းယုံကြည်နေတဲ့အချက်များပထမဆုံးတဘာဝစီတစ်မျိုးလိမ့်ရင်ချက်ချင်းထူလာမယ်ဆိုတဲ့အချက်ပါအုံးစီကြက်စုစီစတဲ့စီတွေကအသားအရည်ကိုစိုးပြေးစေနိုင်ပေမဲ့
လူတိုင်းမှာနှုတ်ခမ်းမွေးပတိုင်းမွေးမှုတ်စိတ်မွေးကိုအမြန်ပေါက်စေတဲ့ဆိုတဲ့ထောက်ထားမရှိပါဘူးဒုတိယအချက်အနေနဲ့အမြဲတမ်းရိတ်နေရင်ထူလာမယ်ဆိုတာပါဒါကလည်းအများယုံကြည်နေတဲ့အယူဆတစ်ခုသာဖြစ်ပါတယ်တတိယအချက်ကတော့ဆေးတစ်မျိုးတောက်ယုံနဲ့အားလုံးပြောင်းလဲမယ်ဆိုတာပါကိုယ်ခန္ဓာကိုယ်နဲ့မကိုက်ညီတဲ့ဆေးတွေကိုကိုယ်တိုင်စမ်းတောက်တာကအနည်းရှိနိုင်ပါတယ်နံပါတ်3နှက်ခမ်းမွေးပတိုင်းမွေးမှုတ်စိတ်မွေးမထူတဲ့သူတွေဘာလုပ်တင်လဲအခုချိန်မှာငါ့မှာမှုတ်စိတ်မွေးမထူဘူးဘလောက်ကြိုးစားမပြောင်းဘူးလို့စိတ်ပြက်နေတဲ့သူတွေရှိနိုင်ပါတယ်ဒါပေမဲ့ပထမဆုံးသိထားရမှာကလူတိုင်းရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့မတူပါဘူးတချို့လူတွေကငယ်ငယ်ကတည်းကထူလာနိုင်ပေမဲ့တချို့လူတွေကအသက်ပိုကြီးလာမှပိုထူလာနိုင်ပါတယ်ဒါကြောင့်သူများနဲ့ကိုယ့်ကိုယ်နှိုင်းယှဉ်ပြီးစိတ်ဖိစီးနေစရာမလိုပါဘူးအရေးကြီးဆုံးကကိုယ်ခန္ဓာကိုယ်ကိုကျန်းမာတဲ့အခြေအနေမှာထားဖို့ပါမီနောက်စီဒီအကြောင်းသိထားသင့်ပါတယ်အင်တာနက်ပေါ်မှာမှုတ်စိတ်မွေးအတွက်လူသိများတဲ့ပစ္စည်းတစ်ခုကတော့မီနောက်စီဒီဖြစ်ပါတယ်တချို့လူတွေမှာဒီပစ္စည်းကမွေးညင်းကြီးထွားမှုကိုအထောက်အကူပြုနိုင်တယ်လို့တွေးရှိထားပါတယ်ဒါပေမဲ့လူတိုင်းမှာတူညီတဲ့ရလက်ရမယ်လို့မဆိုနိုင်ပါဘူးတချို့သူတွေမှာအသားရည်ရရန်ခြင်းခြောက်သွေ့ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်အသုံးပြုဖို့စဉ်းစားနေရဆိုရင်ကိုယ့်အခြေအနေနဲ့ကိုက်ညီမှုရှိမရှိသိဖို့ကျန်းမာရေးကျွမ်းကျင်သူနဲ့တိုင်ပင်တာကပိုကောင်းပါတယ်ဘယ်အချိန်မှာဆရာဝန်နဲ့တိုင်ပင်သင့်လဲအများအားဖြင့်နှက်ခမ်းမွေးပတိုင်းမွေးမှုတ်စိတ်မွေးနေတာကပုံမှန်ဖြစ်နိုင်ပါတယ်ဒါပေမဲ့အောက်ပါအခြေအနေရှိရင်တော့ကျန်းမာရေးကျွမ်းကျင်သူနဲ့တိုင်ပင်သင့်ပါတယ်အသက်ကြီးလာပေမဲ့ခန္ဓာကိုယ်ဆိုင်ရာဖွံ့ဖြိုးမှုလက္ခဏာတွေအလွန်နည်းနေတာရုတ်တရက်မွေးကျွတ်တာဒါမှမဟုတ်ပြောင်းလဲမှုများဖြစ်လာတာကိုယ်ခန္ဓာကိုယ်မှာဖြစ်လာတဲ့ပြောင်းလဲမှုတိုင်းကိုလစ်လူမရှုသင့်ပါဘူးဒါဆိုရင်မှုတ်စိတ်မွေးပတိုင်းမွေးနှုတ်ခမ်းမွေးပိုကောင်းလာဖို့အရေးကြီးဆုံးအချက်တွေကတစ်အချက်စိတ်ရှိပါမွေးကြီးထွားမှုကအချိန်ယူရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်နှစ်အချက်ကျန်းမာတဲ့နေထိုင်မှုပုံစံထားပါအိပ်ရေးဝဝအိပ်ပါအာဟာရပြေဝအောင်စားပါလေ့ကျင့်ခန်းလုပ်ပါသုံးအချက်အင်တာနက်ပေါ်ကအမခံချက်အလွန်များတဲ့နည်းလမ်းတွေကိုသတိထားပါချက်ချင်းပြောင်းလဲပေးမဲ့လှုပ်ဝက်နည်းတစ်ခုထက်ရေရှည်ကျန်းမာရေးကိုဂရုစိုက်တာကပိုအရေးကြီးပါတယ်နှက်ခမ်းမွေးပတိုင်းမွေးမှုတ်စိတ်မွေးဟာယောက်ျားတစ်ယောက်ရဲ့တန်ဖိုးကိုဆုံးဖြတ်ပေးတဲ့အရာမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ကိုယ်ယုံကြည်မှုရှိဖို့တန်ရှင်းတက်ရက်ဖို့ကျန်းမာနေဖို့ကတော့အရေးကြီးပါတယ်ဒီဗီဒီယိုတွေကအချက်တွေထဲမှာသင်မသိသေးတဲ့အချက်တစ်ခုခုပါခဲ့တယ်ဆိုရင်ကိုမှတ်မှာပြောပြပေးပါဒီလိုကျန်းမာရေးနဲ့လူနေမှုပုံစံဆိုင်ရာသုံးဝင်တဲ့အချက်လက်တွေကိုဆက်လက်တင်ပေးသွားမှာဖြစ်လို့ channel ကို subscribe လုပ်ထားနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်